50分卡着卡妈的时候，地路爬来妈妈ข้าวสวยเวท้าตะลุมอยู่แบบป่าเลยสรอติมาตีขยุข้าวสวยเลยตัวซาจามิอันนั้นเลยยากเนี่ยโอเคเอามาไปเลยสวยโอ้ยายปู่ဒီလိုပါနေပါမယ်ဘူးချောက်အထုပ်ပါမြစ်ချင်နေရုပ်စီပဲနဲ့မုံလာချင်မြေပဲရှာလကာရီဒါသူ့ရဲ့အနစ်အရေးပေါ့နော်ခောက်ဆွဲအမြင်သူ့ရဲ့ခောက်ဆွဲအမြင်လေးအရန်ကောင်းတယ်โอเคတော့ပြုတ်ကြမယ်ပထမဆုံးသူ့ရဲ့ခောက်ဆွဲကို10မိနစ်လောက်အရင်ပြုတ်လိုက်ပါမယ်ခဏဆဲထားပြီးရေအတင်းနဲ့ပြန်တဲမယ်ပြီးခောက်ဆွဲလေးပြန်ထည့်မယ်ပေးခဲ့တဲ့စာပလာတွေအကုန်သာထည့်ငယ်ရုပ်စီနဲ့ရှာလကာရီကတော့နည်းနည်းလေးပဲအရင်ထည့်ထားပါပြီးမှလိုအပ်မှထည့်ရှာလကရေများသွားအရင်ချင်နေမယ်နော်ရေနည်းနည်းလေးခန်းသွားအောင်ခဏလောက်လေးတည်ပြီးသွားရတယ်စားလို့ရပါပြီထိုးဘူးလျှောက်လေးခါကျတော့ဒီလိုနောက်ဆုံးမှထည့်ပေးလိုက်ပါအနက်လေးကမွေးနေရပဲအစာပလာတွေကတော့တကယ်အများကြီးပဲโอเคတော့စားကြပါမယ်ခောက်ဆွဲအမြင်လေးကမပြောတတ်ဘူးတကယ်တော်တော်စားလို့ကောင်းတယ်အရေးလေးပါတောက်လိုက်မယ်ဆိုရင်တော့အဲ့မှာကောင်းကိုပွင့်သွားတာပဲအရသာကိုပြောရမယ်ဆိုရင်တော့သူကမာလာလိုနဲ့အဲ့ဒါမှနည်းနည်းချင်းဆက်လေးပေါ့နော်ဒီတစ်ထုပ်ကိုတယောက်တည်းစားတာကုန်လားဆိုတော့အရင်တော့ဆိုမကုန်ဘူးတိလားဒီခောက်ခါကျတော့ပိုက်အရန်စားလေပါတယ်အကုန်ကုန်တယ်စားလေပြီးရောပိုက်လုံးဝတင်းနေရောတခြားအစာပလာတွေအရွက်တွေအသားတွေပါထည့်ပြီးတော့စားမယ်ဆိုရင်တော့2ယောက်3ယောက်လောက်ထိစားလို့ရတယ်မြစ်အတိကသူ့ရဲ့ဟင်းရည်အထုပ်လေးအရသာတော်ကောင်းတယ်စားရှင်နေကြပြီမလားလိုက်စားရှင်တဲ့သူတွေအတွက်မို့ official sign လေးချထားပေးပါမယ်နော်